သူကကြီးလိုက်ရင်တာမန်လူတယောက်ပါပဲဘာတစ်ခုမှထူးထူးခြားခြားထိုးထွက်နေတာမျိုးမရှိဘူးဒါပေမဲ့အခြားလူတွေအကုန်လက်လျှော့ထားတဲ့ចောင်းသားတွေကိုသူ့ကျူရှင်ကနေတယောက်ပြီးတယောက်ပြောင်းလဲပေးခဲ့တာအဲ့ဒီတော့သူ့ရဲ့လှုပ်ဝက်ချက်ကဘာဖြစ်မလဲသူဆာရှာနဲ့စတွေ့တဲ့နေ့ကအခြားလူတွေလိုဆာရှာကိုအပြစ်တင်ဝေဖန်မှနေခဲ့ဘူးသူ့ရဲ့ပထမဆုံးစကားကဝါမင်းကြီးရတာတော်တော်လန်းတာပဲအဝတ်စားတွေကိုဘလို့တွဲဖက်ပြီးဝစ်စင်ရလဲတဲ့အဲ့ဒီစကားကြောင့်ဆာရှာကသူ့ကိုချက်ချင်းသဘောကျသွားတော့တာပေါ့ပြီးတော့သူကဆာရှာကိုစောင်းမေးပွဲအသေးလေးတစ်ခုစစ်ကြည့်တယ်ဆာရှာကသူများမှတ်ရတာပေါ့အဲ့ဒီမှာဆရာကမင်းဖြေတွေအကုန်လုံးမှားသွားတာတော့ဟုတ်တယ်ဒါပေမဲ့မိခွန်းတိုင်းကိုချမ်းမထားပဲတခုခုတော့ရှောက်ရေးထားတာပဲဒါကပဲအမှတ်ပေးရမယ့်အချက်ပဲလို့ပြောလိုက်တော့ဆာရှာတယောက်ပြုံးလို့မဆုံးတော့ဘူးပေါ့သူကចောင်းသားတိုင်းနဲ့ရင်းနှီးအောင်ပေါင်းတက်တယ်ဆာရှာနဲ့ဆိုရင်မိတ်ကပ်ဖြတ်တန်းကစားနီးတောင်ကစားလိုက်သေးတယ်ဆာရှာစောင်းမေးပွဲမိခွန်းတစ်ခုမဖြေနိုင်တိုင်းသူမျက်နှာကမိတ်ကပ်တစ်ခုခုကိုဖြစ်ဖြစ်ရတဲ့ကစားနေပေါ့တရက်တော့ကျူရှင်ကိုចောင်းသားတစ်တယောက်ရောက်လာတယ်သပင်ကိုရွှေဝါရောင်ဆိုးထားပြီးအခန်းထဲဝင်လာကလေးကရန်လုတ်ချင်တဲ့ပုံစံနဲ့စာတင်ဖို့လုံးဝစိတ်မပါဘူးဆိုတာအထင်ရှားပဲသိရတဲ့လောက်တော့သူ့အဖေကတော်တော်လေးစီကန်းကြည့်ပြီးသူ့ကိုရှိနေတယောက်ဖြစ်အောင်အတင်းကျပ်တွန်းအားပေးနေတာဒါပေမဲ့ကောင်လေးကလုံးဝမလုပ်ချင်ဘူးသူကအဖေကိုတော်လန်တဲ့အနေနဲ့ဂိမ်းမဲထိုင်ဆော့နေပြီးចောင်းစာတွေကိုလုံးဝပစ်ထားလိုက်တာဆရာကသူ့ကိုမြင်မြင်ချင်းပထမဆုံးပြောတဲ့စကားကဝါမင်းအဲ့ဒီဂိမ်းကိုတော်တော်ဆော့တက်တာပဲတဲ့ကောင်လေးကသူ့ဂိမ်းဆော့နေတာပျော်လို့ဆော့နေတာမဟုတ်ပဲအဖေကိုစိတ်တူအောင်တမင်တက်တက်လုပ်နေတာလို့ပြန်ပြောတယ်အဖေပြောတာကိုတရင်တောင်နားမထောင်ဘူးတဲ့ဆရာကလည်းချက်ချင်းသဘောပေါက်သွားတယ်အော်ဒီကောင်လေးကသူ့အဖေကိုလက်စားချေချင်နေတာကိုဒါနဲ့ဆရာကမင်းအဖေကိုလက်စားချေဖို့ဓာတ်ထက်ပိုကောင်းတဲ့နီလန်တစ်ခုငါသိတယ်လို့ပြောလိုက်တော့ကောင်လေးကစိတ်ဝင်စားသွားတာပေါ့ဆရာကမင်းစူပါမာရီယိုဂိမ်းကိုသိတယ်မလားမာရီယိုကအခက်အခဲမျိုးစုံကိုဖြစ်ကျော်နောက်ဆုံးကိုချုပ်ကြီးကိုနှိမ်နှင်းပြီးမင်းသမီးလေးကိုသွားကယ်ရတာလေဒါပေမဲ့မင်းသမီးလေးရဲ့ရှေ့တက်တဲ့လဲရောက်ရောမာရီယိုကဂျာနယ်ဇက်ကောင်ကိုလှည့်ထွက်သွားရင်ဘာဖြစ်မလဲမင်းသမီးလေးရင်ကွဲသွားမှာပေါ့တကယ်အဆင့်မြင့်ဆုံးလက်စားချေခြင်းဆိုတာဖြစ်စည်းပြစ်တာမဟုတ်ဘူးသူတို့မျောလင့်ထားသမျှအရာအလုံးကိုအကုန်ပေးလိုက်ပြီးမှမျက်စိရှိတင်ပြန်လို့ယူပြစ်လိုက်တာအဲ့ဒါကြောင့်ငါတို့အစီအစဉ်ဆွဲကြမယ်စာကိုတေချာစူးစမ်းရှေ့နေစာမေးပွဲကိုအောင်ဖြေပြီးရှေ့နေလိုင်စင်ယူလိုက်ပြီးမှငါရှေ့နေမလုပ်ဘူးဆိုပြီးညင်းပစ်လိုက်စမ်းအဲ့ဒီကြရင်မင်းဖေယူသွားလိမ့်မယ်တဲ့ကောင်လေးကလည်းစဉ်းစားကြည့်တော့ဟုတ်သားပဲဆိုပြီးစာအုပ်တွေကိုချက်ချင်းကောက်ကင်တော့တာပေါ့နောက်တော့ဆရာကိုဆာရှာရဲ့အကြောင်းကအတန်းပိုင်ဆရာကခေါ်တွေ့တယ်အတန်းပိုင်ဆရာကကျူရှင်ဖွင့်တာကတော့ဟုတ်ပါပြီဒါပေမဲ့စာမရတဲ့အကြောင်းသားတယောက်ကိုထိတ်တန်းတက္ကသိုလ်ပေးတက်ဖို့ဆိုတာတကယ်မဖြစ်နိုင်တာကြီးပါစာမလုံးနိုင်တဲ့ကလေးတယောက်အတွက်ပန်းနိုင်ကိုအဲ့ဒီလောက်ကြီးညှင့်မထားပါနဲ့လို့ပြောတယ်ပြီးတော့ကျောင်းသားတွေကိုစကားပြောရင်သတိထားပြောပါဆရာပြောလိုက်တဲ့စကားလုံးတွေကကလေးတွေရဲ့ရင်ထဲမှာသူတို့ထင်ထားတာထက်ပိုပြီးဆွဲကြံရစ်တတ်တယ်လို့လည်းပြောသေးတယ်အခြားလူတွေအကုန်လက်လျှော့ထားတဲ့ကလေးတွေကိုဒီဆရာကဘာလို့ရင်ထဲရောက်အောင်ပြောနိုင်တာလဲအကြောင်းကတော့သူကအငြင်းတဲ့အရာတစ်ခုကိုပဲယုံကြည်ထားလို့ပါအဲ့ဒါကတော့ဉာဏ်ပြင်းတဲ့ကျောင်းသားဆိုတာမရှိဘူးဉာဏ်ပြင်းတဲ့ဆရာပဲရှိတယ်ဆိုတာပါပဲဒီဆရာရဲ့နာမည်ကတော့နိုဘူကီဟီရာတာတဲ့ဒီရုပ်ရှင်ကသူ့ရဲ့တကယ်ဖြစ်ရမှန်ဘဝအကြောင်းကိုရိုက်ကူးထားတာပါတစ်ခါကဆာရှာက TV ထဲမှာမြင်ဘူးလို့ဆန်တာကလော့စ်ကတကယ်ရှိတာလို့ဆရာကလာပြောဘူးတယ်အဲ့ဒီချိန်မှာဆရာကမင်းပြောတာမှားတယ်လို့လိုက်မပြင်ပေးပဲအာထရာမန်ဆွဲအပြောင်းတဲ့ပုံစံကြီးလုပ်ပြလိုက်တယ်ဗျာအဲ့ဒီလိုဆိုရင်တော့အာထရာမန်ကြီးလည်းတကယ်ရှိတာပေါ့ဟုတ်လားဆိုပြီးနောက်ပြောင်တဲ့သဘောမျိုးနဲ့ပေါ့ဗျာ